မင်္ဂလာပါဒီနေ့တော့ကျွန်တော် Binance 9 year anniversary box တစ်ခုဖောက်ပြမှာဖြစ်ပါတယ်ဒါကတော့9 year Binance က9 year anniversary အတွက်ပေးတဲ့ box တစ်ခုဖြစ်ပါတယ်ဒီ box အနေထားတော့ဒီလိုပုံစံမျိုးလေးရှေ့တော့မှာ HOD hold ဆိုတဲ့စာသားလေးနဲ့လမ်းတယ်မိုက်တယ်ခုဖွင့်ပြမယ်လိုက်ကြည့်လိုက်အောင် Okay ထဲမှာပါမယ်စကြည့်မယ်ထဲမှာအင်ဂျီချေပါတယ်အင်ဂျီရဲ့အနေထားလေးပြမယ်အင်ဂျီရဲ့အနေထားလေးကဘယ်လိုလေးလဲဆိုတော့ဂျာစီထားမျိုးဂျာစီထားမျိုးလေးမစိုးလန်းဒီလိုပုံစံမျိုးလေးခိုင်းဒီမှာရင်းချလာโอเคမလန်းနဲ့ဘိုင်းရဲ့အင်ဂျီဂျာစီထားမျိုးလေးခုနောက်ပိုင်းဂျာစီကဆောင်းနေထုတ်တော့ဘိုင်းနဲ့ကပါလိုက်ထုတ်တဲ့ပုံစံဖြစ်သွားစိုးပါမိုက်တယ် XL တော့ကျွန်တော်နည်းနည်းလေးကြီးမှတယ်ဒါပေမဲ့လမ်းတယ်ကျွန်တော်ဝတ်ပြီဒါကတော့ဝတ်ပျော်တယ်ဆောင်းမိုက်တယ်တဲ့ပါပြီ Okay ထဲမှာဘာပါသေးလဲဆိုတော့ဒီမှာက postcard တစ်ခုထပ်ပါမယ်အင်္ဂလိပ်လိုရေးတာ postcard တစ်ခုပါမယ်ဒီကလည်း9 year global ဘာညာ postcard တစ်ခုထပ်ပါသေးတယ်နှစ်ခု postcard တော့နှစ်ခုပါတယ် Okay ပြီးရင်ဒီမှာရုပ်လေးတရုပ်ပါတယ်ဘိုင်းနဲ့ရုပ်လေးစောင်းလှမ်းနေတာလေးပထမတစ်ခါရုပ်ပုံစံမျိုးလေးပဲစိုးမိုက်တယ်ဖွင့်ကြည့်လိုက်အောင်မိုက်ပါတယ်ရုပ်ကြည့်ရှင်ဘာကြတော့ရုပ်ကြည့်ရှင်လေးဖြုတ်လို့မရလို့ကျွန်တော်ဒီတိုင်းလေးပဲပြလိုက်မယ်ဗျာစောင်းမိုက်တယ်ဒီလိုမျိုးလေးလမ်းတယ်ကြိုက်တယ်ဒါလေးရော Okay နောက်တော့ပါသေးလဲဆိုတော့ဒီမှာ box အမဲအောင်တစ်ခုပါတယ်ထဲမှာဖြုတ်လဲတော့ဒီစက်ကြည့်လိုက်အောင် box တစ်ခုပါတယ်တေးလေး Okay ကြည့်မယ်ဒါမဖလားOkay ဒါမဖလားလေးလမ်းနေပြမဲအောင်လေးနဲ့လေးနဲ့စောင်းမိုက်စီးလို့တော့ share ပဲဒါမျိုးစီးလိုက်လို့တော့လမ်းဝါမိုက်တယ်ကြိုက်တယ်ဒါလေးလေးကြိုက်တယ်ဆိုဘိုင်းတစ်ခါထည့်ပြရဒီတစ်ခါထည့်ပြရလေးလမ်းတယ်ကြည့်အောင်ပါသေးလဲဆိုတော့ဒီမှာဘောက်အကြီးတစ်ခုပါသေးတယ်ထပ်ကြည့်လိုက်မယ်Okay ဘောက်ကြီးတစ်ခုမှာပါမလဲဒါအင်ဂျီဗျအင်ဂျီဒီလိုမျိုး packaging နဲ့လာတယ်အင်ဂျီWinfrey ကဆောင်းရမ်းလန်းနေဗျာကြည့်အောင်ကျစိန်နောက်မှလည်းကြည့်လောက်ဟိုဒီဇိုင်းနဲ့ဆောင်းရမ်းလန်းနေဒါရဝတ်ပျော်သွားပြီဗျာဘိုင်းနာကဒီတစ်ခေါက်ထည့်ပြီးရတော်လန်းတာပဲဗျာကြိုက်တယ်ဒီကလေးလေးကြိုက်တယ် Okay နောက်တစ်ခါပါမှမသိဘူးမတကန်းကြံနေ Okay လက်ဆက်ကြည့်လိုက်အောင် Okay ဆက်ကြည့်မယ်အထဲမှာလဲ packaging နဲ့ဒီလိုမျိုးလာတယ်ဆိုရဲဟိုကအိတ်ဖြစ်ဖို့များပါပြီကဲကြည့်လိုက်အောင်ဟုတ်ပါရဲ့အိတ်ပါဗျာအိတ်ဆောင်းမိုက်လည်းပြင်းနေပါတယ်တော့ share ပဲဗျာဒီဘိုင်းနဲ့အိတ်လေးနဲ့ဒိုးလိုက်လို့ဆောင်းလန်းသွားပြီနောက်မှလည်းလူကူလေးလည်းပါသေးတယ်ကြိုက်တယ်ဗျာဒါလေးလေးကြိုက်တယ်ဘိုင်းနဲ့ဒီတစ်ခေါက်ထည့်ပြရလို့အကုန်လန်းနေဗျာတော်လေးလန်းတာဟုတ်ပြီထားလိုက်အောင်ပါလေးတော့ထည့်ကြည့်မယ်ဒါပဲဗျကုန်ပါလာရတော့များတယ်ကျွန်တော်ကြိုက်တဲ့အရာလေးကြီးပဲ Winfrey ကပါတယ်မဒီလို Winfrey ကလေးပါတယ်အိတ်ပါတယ်ဂျာစီအင်ဂျီချေပါတယ်ဒီတစ်ခေါက်ပြီးရတယ်ဆောင်းမိုက်တယ်ကျေးဇူးများတင်ပါတယ်ဘိုင်းနဲ့နောက်လဲ